အင်္ဂါနေ့ငါပြောချင်လဲဆိုတော့ဒီအာဆီယံကပြောနေတဲ့5 point consensus ဆိုတာကိုကျွန်တော်ပြောချင်တာသူတို့5 point consensus ဆိုတာပါလေဆို consensus ဆိုတဲ့သဘောတရားကိုကဗျာဟုတ်လားအကုန်လုံးကသဘောတူအောင်ဆယ်ယောက်ရှိဆယ်ယောက်လုံးသဘောတူအောင်အဲ့ဒါမှဘုံသဘောတူညီချက်လို့ခေါ်တာပေါ့ဆယ်ယောက်ရှိဆယ်ယောက်လုံးသဘောမတူရင် consensus မဟုတ်ဘူးပြီးရင်ဒီအဲ့ဒါ2021ဟလာအင်ဒိုနီးရှားဂျကာတာအစည်းအဝေးမှာဒါဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းသွားတက်တယ်ဒီအစည်းအဝေးကအပြန်ကြမှာသူတို့ကနောက်ကနေထုတ်တာဗျအစည်းအဝေးအတွင်းမှာထုတ်တာလည်းမဟုတ်ပြီးခါမှဒါခင်ဗျားသဘောတူပါတယ်ဆိုပြီးလှုပ်ထည့်တာနော်အဲ့ဒီငါးချက်ကိုသဘောတူပါလိုက်နာပါဆိုပြီးတော့နင်းငံပြောနေအဲ့ဒီမှာပါတွေပါလဲဆိုတော့နော်တစ်ကတက်ခိုက်မှုတွေရရမယ်တဲ့တစ်ကပြစ်ကတက်ခိုက်မှုကျွန်တော်တို့ရထားယူထားတော့ဟိုကောင်လေးကလာပြစ်ပါပြီတဲ့ဘာတော့ဟုတ်လားပရိတ်ရဖြန်းရမှာလားဟာမပြရဘူးဆိုငါတို့ရက်တယ်ကွာရက်တယ်ကွာဆိုဟိုကောင်လေးကလာပြစ်မှာလေလာပြစ်ဘာလို့ကျွန်တော်တို့ကငိမ့်ခံနေရမှာလားပါဝင်တဲ့လူအားလုံးပါဝင်သောဆွေးနွေးမှုကိုလုပ်ပါတဲ့ဒီကခေါ်ရလေဖိတ်ခေါ်လေလာလေဆွေးနွေးမယ်လေမင်းတို့ကလေလုပ်ပါလားမင်းတို့ကလုပ်ပါလားမင်းတို့ကတပုံတွေကြတော့ခေါ်တယ်ငါတို့ကြတော့မခေါ်ဘူးမင်းတို့ကနေလုံနေအစည်းအဝေးတွေအာဆီယံကောင်တွေအထူးကိုယ်စားလှယ်အခွင့်အရေးပြီးလာခဲ့အထူးကိုယ်စားလှယ်ကြိုက်တဲ့စီလာခဲ့လူသားချင်းစာနာမှုခွင့်ရေးပြီးလာခဲ့လူသားစာနာမလေးလာစမ်းပေးစမ်းတရားဝင်တာပေးလာချက်ချင်းဒီလိုချက်ချင်းဒီမှာကျွန်တော်တို့စီမှာအတင်းချုပ်ရှိအဲ့ဒီကနေတစင်ပေးဖို့တရားဝင်အကျဉ်းသားအလုံးပြန်လွတ်အကျဉ်းသားအလုံးကပြန်လွတ်ဆရာရှိကလွတ်တယ်လေလျှော့ဆရာရှိကလျှော့လေအကုန်လုံးတော့ဘယ်လွတ်မလဲခင်ဗျားတို့တိုင်းပြည်မှာလည်းလွတ်လို့လားခင်ဗျားတို့တိုင်းပြည်မှာလွတ်လို့လားလေပိုင်ဆိုရင်ခင်ဗျားသမ္မတဟောင်းဒူတာတေးတောင်မှဟိုမှာ ICC ပို့ပြတာလေညာအဲ့ဒါကျတော့ဘာပြောအဲ့တော့5 point consensus ဆိုတာခင်ဗျားကျွန်တော်ပြောမယ်အခြေခံဥပဒေတောင်ပြင်လို့ရတယ်အမေရိကန်လို့နှစ်ပေါင်း100လောက်ဟုတ်တယ်အခြေခံဥပဒေကခဏခဏပြင်တယ်ဒါကြီးကပြင်လို့မရဘူးလားအခြေခံဥပဒေတောင်ပြင်လို့ရတယ်ခင်ဗျား5 point consensus ပြင်လို့မရဘူးလားအာဆီယံကိုကျွန်တော်မေးမယ်နော်ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုမထိသေးဘူးဒါလိုက်နာထိတော့မလိုက်နာဒါပဲအဲ့ဒါပြော